ခရိုင်မီယာဒါဟာပူတင်အောက်ဘက်ခံရုပ်ပုံလွှာပါဒါပေမဲ့အဲ့ဒီရုပ်ပုံလွှာတွေအခုပြိုလဲနေပါပြီခရိုင်မီယာကျွန်းဆက်ကြီးရုတ်တရက်ဆိုသလိုပဲငရဲကန့်ဖြစ်ပြောင်းလဲသွားပြီလားကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုရဲ့စေစွမ်းမကကိုပြသတဲ့နေရာကအခုတော့အဲ့ဒီနိုင်ငံအတွက်အကြီးမားဆုံးသောဝင်ထုတ်ဝင်ပိုးကြီးဖြစ်လာနေပါပြီခရိုင်မီယာကျွန်းဆက်ဘော်ကတန်ပေါင်းများစွာသောလူတွေရဲ့အသက်အိုးအိမ်စီးစိမ်နဲ့ရုရှားရဲ့အနာဂတ်ဟာဘာကြောင့်ဒီလောက်ထိစိုးရိမ်စရာဖြစ်လာရတာလဲဇွန်လ26ရက်နေ့မှာတော့ခရိုင်မီယာရဲ့အုပ်ချုပ်ရေးမှူးအစီယွန်နော့စ်ဟာဒေတာတွန်းအရေးပေါ်အခြေအနေကိုကြီးညာလိုက်ပါတယ်လျှက်စစ်မီးတွေပြတ်တောက်သွားတယ်ရေစုပ်ဆက်တွေအလုံးမလုံးတော့ဘူးဒီသတင်းဟာဘာကြောင့်အရေးကြီးတာလဲဆိုတော့ဒါဟာပူတင်ရဲ့ဆေးပြွားကိုချင်းချောင်နေလို့ပါမိတ်ဆွေတို့စဉ်းစားကြည့်လိုက်ပါခင်ဗျာနိုင်ငံတနိုင်ငံကသူတို့ပြည်သူတွေကိုစွန့်ပစ်ပြီးစီရေးကိုပဲဦးစားပေးမယ်ဆိုရင်ဘယ်လောက်ကြာယုံကြည်နိုင်ပါမလဲခင်ဗျာဒေါ်လာ4ဘီလီယံတန်တရားကြီးရုရှားတို့ရဲ့ကုန်ကြီးဝင်ကြွားစရာဒါပေမဲ့အခုတော့အဲ့ဒီတရားခါတင်မင်းရဲ့လမ်းမလို့တင်စားခေါ်ဝေါ်နေကြပါပြီဇွန်လ24ရက်နေ့ကစတင်ခဲ့တဲ့ရင်နှန်းဒီခါကီလိုမီတာ15ကီလိုမီတာတိရှည်လျားသွားခဲ့ပါတယ်လူတွေဟာကားခေါင်မှုပေါ်မှာစီပုံးတွေတင်ပြီးထွက်ပြေးနေကြပါတယ်ဒါစစ်ပွဲတစ်ခုရဲ့အချက်ရဆုံးအချိန်ခါပါဒီလမ်းကြောင်းဟာခရိုင်မီယာကိုရုရှားနဲ့ဆက်သွယ်ထားတဲ့တခုတည်းသောလမ်းမကြီးပါအခုအဲ့ဒီလမ်းမကြီးပိတ်ဆို့သွားပါပြီခင်ဗျာကျွန်တော်မိတ်ဆွေတို့သာဆိုရင်အဲ့ဒီလိုပိတ်မိနေတဲ့အခြေအနေမျိုးမှာဘာတွေဆက်လို့မလဲဓာတ်စီဆိုင်တိုင်းမှာကားတွေတန်းစီနေရတယ်ဒါပေမဲ့စီလုံးဝမရှိဘူးလောင်စာစီကိုအရေးပေါ်ရင်းနေအတွက်ပဲ300မဲလို့တင်းတင်းကြပ်ကြပ်သတ်မှတ်ထားပါတယ်ဟိုတယ်တွေကဧည့်သည်တွေကိုလည်းလောင်စာစီနဲ့လဲလှယ်ပြီးတော့နေခမ်းရတဲ့အထိဖြစ်လာပါတယ်အင်ချမ်မီအယောင်းဝယ်ဒီမှာလည်းစီနဲ့လဲလှယ်တာမျိုးတွေရှိလာပါပြီဒါစီပွားရေးပြတ်သုံးခြင်းရဲ့အစပါအာတက်နွေရာသီစကန်အခုတော့ပိတ်လိုက်ပါပြီကလေးတွေကိုအိမ်ပြန်ဖို့စီစဉ်နေရတဲ့အထိအချင်းတွေကဆိုးရွားလာနေပါပြီအုတ်ချုပ်ရေးမှုတွေရဲ့မိသားစုတွေကပါထွက်ပြေးနေကြပြီဆိုတာကိုမိတ်ဆွေတို့ယုံကြည်နိုင်ပါမလားခင်ဗျာတာမန်ပြည်သူတွေမဟုတ်ပါဘူးအုတ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ FSB ဝန်ထမ်းတွေပါသူတို့ရဲ့တန်ဖိုးရှိပစ္စည်းတွေကိုတည်ဆောင်ပြီးထွက်ပြေးနေကြပါပြီဒါဟာရုရှားရဲ့ယုံကြည်မှုပြပြသွားပြီဆိုတဲ့အချက်ပြပါပူတင်ရဲ့ခန္ဓာကြီးဟာအတွင်းကနေစပြီးပြိုလဲနေပါပြီယူကရိန်းဟာတန်ဖိုးကြီးရဲ့မီဇိုင်းတွေမသုံးပါဘူးတန်ဖိုးနဲ့ဒရုန်းတွေပဲရုရှားရဲ့အခြေခံအဆောက်တွေကိုဖြိုချနေတာပါစစ်ပွဲရဲ့နီးပြွာတွေပြောင်းလဲသွားပါပြီဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ရေဒါဒီခါဒရုန်းတစ်စင်းရဲ့ပြစ်မှတ်ဖြစ်သွားတာကိုကြည့်ပါအောင်ခင်ဗျာလျှက်စမီပြတ်တော့တာဟာမီမလီယံနဲ့ပြဿနာမဟုတ်ပါဘူးရေစိုးဆက်တွေအလုံးမလုံးတော့ဘူးတောက်သုံးရင်ရှားပါမှုကလူနေမှုဘဝကိုလုံးဝပျက်စီးသွားစေပါတယ်ခရိုင်မီယာဟာအခုဆိုရင်လူနေလို့မရတော့တဲ့ကျွန်းဆက်တစ်ခုဖြစ်လာနေပါပြီကူတို့တင်မောတွေရနာသွားပြီကုန်ကားတွေလည်းသွားလို့မရတော့ဘူးခရိုင်မီယာကိုရုရှားကထောက်ပံ့ပေးနေတဲ့လမ်းကြောင်းတိုင်းခါအခုတော့ပိတ်ဆို့ခံရရပါတယ်ယူကရိန်းရဲ့ပိတ်ဆို့မှုတွေကအန်အောစရာကောင်းလာအောင်ထိရောက်လွန်ပါတယ်ခင်ဗျာဟုတ်တယ်ကြိုတင်မာယူမှု80ရာခိုင်နှုန်းကျဆင်းသွားတယ်ခီးသွားလုပ်ငန်းကခရိုင်မီယာအတွက်ဝင်ငွေအဓိကပါအခုတော့အဲ့ဒီဝင်ငွေလမ်းကြောင်းလည်းပျက်စီးသွားပါပြီပူတင်ရဲ့စံပြကျိုးဆက်ခါအခုတော့အရှုံးပေါ်နေတဲ့နယ်မြေဖြစ်လာပါပြီရုရှားဟာခရိုင်မီယာကလေကြောင်းရန်ကာဝေးစနစ်တွေကိုမော်စကိုပဲပြောင်းရွှေ့နေရပါပြီဒါဟာဘာကိုဆိုလိုတာလဲခရိုင်မီယာဟာအရင်ကတော့အရင်မကြည့်တော့ဘူးလားဒါမှမဟုတ်ပူတင်ဟာသူ့ရဲ့ဂုဏ်သိက္ခာကိုစွန့်လွတ်တော့မှလို့လားနောက်ပိုင်းနေမှာပိုပြီးစိတ်လို့ချစရာကောင်းတဲ့အချက်လက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ပူတင်ရဲ့ဒရုန်းတွေဟာခရိုင်မီယာကိုရေချောင်းကနေပိတ်ဆို့ုံတွေမကပါဘူးခင်ဗျကုန်းလန်းထောက်ပိုင်းလမ်းကြောင်းတွေကိုပါအမြင့်ပြတ်တိုက်ခိုက်နေပါတယ်မာယူဘိုကနေခရိုင်မီယာထိတွေ့တန်းထားတဲ့ထောက်ပိုင်းလမ်းကြောင်းတွေခါအခုဆိုရင်အန်ဒီယဆုံဖြစ်သွားပါပြီရုရှားတပ်ဖွဲ့တွေရဲ့စားနဲ့ရိတ်ခါနဲ့လက်နက်ထောက်ပံ့မှုတွေလမ်းခုလက်မတဲ့ရက်တက်သွားနိုင်တဲ့အခြေအနေမျိုးရောက်နေပါပြီလျှက်စင်ပြတ်တော်မှုတွေကမတော်တဆဖြစ်တာမဟုတ်ပါဘူးယူကရိန်းရဲ့စနစ်တကျရွေးချယ်တိုက်ခိုက်မှုတွေကြောင့်ပါဒိုင်ယာပစ်စက်ုံတွေကိုဒရုန်းနဲ့တိုက်ခိုက်လိုက်တဲ့အတွက်ခရိုင်မီယာဟာအမောင်ထုထဲမှာနင်းမွန်းနေရပါပြီစက်မှုလုပ်ငန်းတွေအလုံးရပ်တန့်သွားပြီဒါဟာပူတင်ရဲ့စေးစွမ်းအားကိုစီးပွားရေးအရာအမြင့်ဖြတ်တိုက်ခိုက်နေတာပါအစီယွန်နော့ရဲ့အမိန့်တွေဟာတနေ့တခြားပိုတင်းကျပ်လာပါတယ်အိမ်တော်လျှက်စစ်ကိုအ ਨੇ ဆုံးပဲသုံးဖို့မီးရရှိမှုကိုစနစ်တကျခွဲဝေဖို့ဒါဟာပြည်သူတွေကိုစွန့်ရင်မှုတွေတိုးပွားလာစေပါတယ်အုပ်ချုပ်မှုရုံးကထုတ်ပြန်ချက်တွေခါအချင်းတွေကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးဆိုတာကိုပေါ်လွန်စေပါတယ်ခရိုင်မီယာမှာငွေကြေးဖောင်းမှမှုက100ခွင့်ရာခိုင်နှုန်းကျော်အထိရှိလာပါပြီမဲစလို့မြင်ဘူးပါသလားပစ္စည်းတစ်ခုရဲ့ဈေးဟာတရက်ချင်းစီတက်နေပါတယ်အစအတော့စေးဝါးနဲ့နေစဉ်သုံးပစ္စည်းတွေဝယ်ဖို့တောင်မတက်နိုင်တော့တဲ့ပြည်သူတွေရဲ့ဒုက္ခကိုဘယ်သူတောင်းဝယ်ယူရမှာလဲခရိုင်မီယာဟာအခုဆိုရင်ကျွန်းစဲမဟုတ်တော့ပါဘူးကြီးမားတဲ့စစ်တပ်စခန်းကြီးတခုဖြစ်လာနေပါပြီအရက်သားတွေတဲ့စစ်သားတွေနဲ့စစ်ပစ္စည်းတွေပုံများပြားလာနေပါတယ်အရက်သားတွေရဲ့အခွင့်အရေးတွေခါစေးလိုအပ်ချက်အောက်မှာပျောက်ဆုံးသွားပါပြီလျှက်စမီမရှိတော့တဲ့ရေစုပ်ဆက်တွေအလုံးမလုပ်ဘူးရေပိုက်လိုင်းတွေကအချောက်အထိဖြစ်နေပါပြီခရိုင်မီယာပြည်သူတွေဟာတောက်သုံးရေရဖို့အတွက်ရေလောင်ကန်တွေမှာတန်းစီနေရတဲ့မြေကွင်းဟာအခုဆိုရင်နေ့စဉ်ပုံမှန်ဖြစ်လာပါတယ်ဒါဟာ21ရာသီမှာဖြစ်ပြနေတာကိုမစ္စတို့ယုံကြည်နိုင်ပါမလားအုတ်ချိုရေးဘိုင်းကအကြီးကဲတွေ FSB အရာရှိတွေခါသူတို့ရဲ့မိသားစုတွေကိုအရင်ဆုံးဘေးကင်းရာစီရွှေ့ပြောင်းနေကြပါပြီအောက်ခြေလူတန်းသားတွေကတော့ဒီကျွန်းဆက်ထဲမှာပိတ်မိနေတဲ့
အာနာရှိတဲ့သူတွေကတော့အရင်ဆုံးတိတ်ဆောင်သွားတယ်အစိုးရတည်းရဲ့ကိုပြည်သူတွေကဘလောက်ထိထပ်ပြီးယုံကြည်ပေးအောင်မလဲယူကရိန်းကသူတို့ကိုယ်တိုင်ထုတ်လုပ်တဲ့ drone တွေနဲ့ပြစ်မှတ်တိကျမှုကိုမြင့်တင်လိုက်ပါပြီအရင်ကလွှဲချော်ခဲ့တဲ့ပြစ်မှတ်တွေခါအခုတော့တရားရှာကန်တို့တိကျသွားထိမှန်နေပါပြီရုရှားရဲ့အစစ်မြစ်လေကြောင်းရန်ကာဝေးစနစ်တွေတောင်ဒီ drone တွေကိုမတားဆီးနိုင်တော့ပါဘူးခင်ဗျာဆိုင်ကန်းတွေပိတ်ကုန်ပြီစားတော့ဆိုင်တွေဟိုတယ်တွေကြီးသွားလုပ်ငန်းတွေနဲ့ဆက်သက်ထားတဲ့လုပ်ငန်းငယ်တွေအားလုံးအရှုံးပေါ်ပြီးရက်တံကုန်ပါပြီခင်ဗျာလောက်သားထောင်ပေါင်းများစွာအလုတ်လက်မဲ့ဖြစ်နေတယ်ခရိုင်မီးယားရဲ့စီးပွားရေးဟာအသက်ရှူရက်လို့နှိပါဖြစ်နေပါပြီကမ္ဘာနိုင်ငံတွေကခရိုင်မီးယားအခြေအနေကိုစောင့်ကြည့်နေပါတယ်ပူတင်ကတော့အရာအလုံးထိရုံနိုင်တယ်လို့ပြောနေသေးပါဒါပေမဲ့မြေပြင်ကအခြေအနေတွေကပူတင်ရဲ့ပြောစကားတွေနဲ့တခြားစီဖြစ်နေပါတယ်ပူတင်ရဲ့အာဏာရှင်စံမှုတွေကခရိုင်မီးယားပြည်သူတွေကိုဘလောက်ထိညှဉ်းပန်းနေတယ်လဲဆိုတာကိုမဲစလို့ဆက်လက်ကြည့်ရှုပေးပါခင်ဗျာလျှို့ဝှက်သတင်းရှင်းမတီးရဲ့အဆိုအရလူပေါင်း2သိန်းခွဲကိုရွှေ့ပြောင်းမယ်ပလန်ဘီအစီအစဉ်ကစတင်နေပါပြီဒါရိုးရှင်းရွှေ့ပြောင်းတာမဟုတ်ပါဘူးအဓိကအုပ်ချုပ်ရေးမှုတွေနဲ့အရေးကြီးဆုံးပုံကိုယ်တွေကိုဦးစားပေးကယ်ထုတ်တာပါပူတင်ရဲ့စနစ်တွေထဲမှာလူဒဏ္ဍခွဲခြားမှုတွေရှိနေတဲ့ဆိုတာဒီအချက်ကသက်သေပြလိုက်ပါပြီခင်ဗျာရုရှားရဲ့အဓိကလောင်စာဆီတိုးလောင်ရုံတွေတစ်ခုပြီးတစ်ခုပြီးလောင်ကျွမ်းနေပါပြီယူကရိန်းရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကအလွန်တိကျပါတယ်ခရိုင်မီးယားမှာရှိတဲ့လောင်စာဆီတွေအခုဆိုရင်အရေးပေါ်ရင်းတွေအတွက်တောင်လုံလောက်မှုမရှိတော့တဲ့အခြေအနေကိုရောက်ရှိသွားပါပြီရုရှားစစ်တပ်ဟာအခုဆိုရင်ခရိုင်မီးယားကိုကာကွယ်ဖို့အတွက်အဓိကတပ်တွေကိုမဟုတ်တော့ပဲလက်ကျန်တပ်ဖွဲ့တွေကိုပဲသုံးနေရပါတယ်ဒါခရိုင်မီးယားကိုရုရှားကဆွလွန်တော့မလားဆိုတဲ့မေးခွန်းကိုပိုပြီးကျေလောင်လာစေပါတယ်ပူတင်အနေနဲ့ဘလို့အခြေအနေမျိုးမှမဆိုခရိုင်မီးယားကိုမဆွလွန်ဘူးလို့ကြွေးကြော်နေစေပါဒါပေမဲ့နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေနဲ့ CAPR တွေကပူတင်ရဲ့ခန္ဓာကိုဖြည်းဖြည်းချင်းအကွဲစေပါတယ်ကျွန်းဆွယ်ပေါ်မှာရှိတဲ့ပါတီဇန်အဖွဲ့ရဲ့လှုပ်ရှားမှုတွေကပုံမအားကောင်းလာပါတယ်ရုရှားတပ်တွေရဲ့ထောက်ပိုင်းလမ်းကြောင်းတွေကိုသူတို့ကအတွန်းကနေဖျက်ဆီးနေကြပါတယ်ဒါယူကရိန်းစစ်တပ်အတွက်အလွန်အရေးပါတဲ့အားသာချက်တစ်ခုဖြစ်လာပါတယ်ခင်ဗျာCrunches ဒရာကိုယူကရိန်းကလုံးဝဖျက်ဆီးလိုက်ရင်ဘာဆက်ဖြစ်မလဲဒါဟာရုရှားအတွက်နောက်ဆုံးထောက်ပေါ်ကိုပိတ်လိုက်တယ်လို့ဖြစ်နေပါတယ်ပူတင်ကိုယ်တိုင်ဒီဒရာကိုဖျက်ဆီးရမယ့်အခြေအနေမျိုးရောက်လာနိုင်လားဆိုတာစဉ်းစားစရာပါတာမန်ပြည်သူတွေကဒီနေ့ဒီစာနာရေးကရှားပါမှုနဲ့ကြုံနေရတုံးမှာအုပ်ချုပ်ရေးပိုင်းကဘာမှမကူညီပေးနိုင်တော့ပါဘူးဒါစစ်ပွဲတစ်ခုမှာအရက်သားတွေဘလောက်ထိဒုက္ခရောက်နေတယ်လဲဆိုတဲ့အကောင်းဆုံးဥပမာတစ်ခုပါယူကရိန်းဟာခရိုင်မီးယားကိုသိမ်းပိုက်စရာမလိုပဲပိတ်ဆို့ထားခြင်းဖြစ်မဲ့ရုရှားကိုအကြီးကျယ်နာကျင်စေပါတယ်ဒါစစ်ပွဲရဲ့နိဗျူဟာအသစ်ပါဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့စစ်လက်နက်တွေထက်ပုံမှုထိရောက်တဲ့ဗျူဟာလို့ပြောရမှာပါခင်ဗျာခရိုင်မီးယားရဲ့အနာဂတ်ဟာဘာတွေဆက်ဖြစ်မလဲရုရှားကဆက်လက်ထိန်းချုပ်ထားနိုင်မလားဒါမှမဟုတ်ယူကရိန်းကပြန်လည်သိမ်းပိုက်မလားဒါမှမဟုတ်ဒီကျွန်းဆက်ကြီးကအနစ်မရှိတဲ့အခွင့်တစ်ခုလိုဖြစ်သွားမလားဆိုတာနောက်ထပ်လာနိုင်ငယ်တွင်းမှာပဲအဖြေပေါ်လာတော့မှာပါခင်ဗျာပူတင်ရဲ့ဂုံစရာခရိုင်မီးယားဟာအခုတော့အရှုံးတွေနဲ့ပြည်နယ်ရဲ့နေရာတစ်ခုဖြစ်သွားပါပြီကျွန်တော်တို့ရဲ့ဒီအစီအစဉ်တစ်လျှောက်လုံးမှာခရိုင်မီးယားဘလို့ပြိုလဲခဲ့တယ်လဲပြည်သူတွေဘလို့ဒုက္ခရောက်တယ်လဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးခဲ့ပါတယ်စစ်ပွဲဆိုတာကအမြဲတမ်းပျက်စီးခြင်းနဲ့သာအဆုံးသတ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့အမြင်တွေကိုမှတ်ချက်မှရေးခဲ့ပေးပါဦးဝါစပီယာ channel ကိုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဇော်လေးပါနောက်ထပ်စိတ်ဝင်စားစရာအစီအစဉ်တွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်